GMM TV ရဲ့ Starline Pix အကြောင်း GMM TV ရဲ့ Starline Pix လို့ပြောလိုက်တာနဲ့မသိတဲ့သူမရှိသလောက်ကိုရှားပါပါတယ် Starline Pix ဆိုတာကတော့ GMM ရဲ့အနုပညာရှင်နှီးပါးတိုင်းပါဝင်တဲ့အားကစားပြိုင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူးနော်အားကစားပြိုင်ပွဲတွေမကသေးဘဲနဲ့ performance အစီအစဉ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ကျင်းပတဲ့ပွဲလေးလေးပဲဖြစ်ပါတယ်ဒီပွဲမှာဆိုရင်တော့ Shadow Eagle နဲ့ Lighting T-Deck ဆိုပြီးတော့နှစ်သိန်းခွဲထားတာပါတချို့တွေအောင်ဆိုရင်တော့အလွယ်တကူအပြာသင်းနဲ့အနီသင်းဆိုပြီးတော့ပဲခေါ်ကြပါတယ်ဒီပွဲလေးကိုတော့အခုလာမယ့်ဒီဇင်ဘာလ20ရက်နေ့2025ခုနှစ်စနေနေ့မှာကျင်းပသွားမှာပါတယ်နော်အခုကတည်းကဖန်လေးတွေကတော့အပြာနိုင်မှာအနီနိုင်မှာနဲ့တယုံယုံဖြစ်နေကြပါပြီ GL couple တွေဟာဆိုရင်တော့ Mid Left View ချုံနဲ့တခြား couple တွေကတော့အပြာသင်းထဲမှာပါဝင်ပြီး Amy Bonia Jumi Wish နဲ့တခြား GL Ataria ဆိုရင်တော့အနီသင်းထဲမှာပါဝင်လို့နေပါတယ် BL couple လေးတွေအနေနဲ့ဆိုရင်တော့ Jimmy Ford Pound Puwin Jimmy C AJ နဲ့ JJ အပြင်အုံးစားတဲ့တရုတ်ဆောင်များစွာကအနီသင်းထဲမှာပါဝင်ထားပါတယ်အပြာသင်းထဲမှာဆိုရင်တော့ Jungdak Sky Nani Pata Sangtao Wing Drew နဲ့နန်နုံတို့အပြင်တခြား BL အတာများစွာပါဝင်လို့နေပါတယ်အခုဆိုရင်တော့ပရိသတ်တွေကတော့စိတ်လှုပ်ရှားစွာပွဲတွေကိုစောင့်မျှော်နေကြပြီပဲဖြစ်ပါတယ်တချို့တွေကတော့ကိုအားပေးတဲ့အသင်းနိုင်မနိုင်ဆိုတာထက်အတွဲလေးတွေရဲ့ချက်ဖို့ကောင်းတဲ့ moment လေးတွေရဖို့ကပို့ပြီးတော့အရေးကြီးရဲဆိုပြီးတော့လည်းပြောနေကြတာပါဒါကြောင့်ဒီနေ့ Starline Pix ကိုအတူတူစောင့်ကြည့်လိုက်ကြရအောင်ပါလားနော်